1988ခုမြန်မာနှစ်စန်းတရက်နှစ်ဦးကာလတမယမှာအားလုံးသောဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။အဲ့နှစ်သက်မှာအားလုံးသောဓမ္မပရိသတ်ပေါင်းတော်ကောင်းတို့မင်္ဂလာပေါင်းနဲ့ပြည့်စုံဖို့အင်မတန်မှအရေးကြီးပါတယ်။မင်္ဂလာဆိုတာကိုအားလုံးနားလည်လွယ်အောင်မြန်မာလူပြောရရင်တော့ကောင်းကျိုးချမ်းသာတွေရပြီးတော့မှအရာရာမှာအစဉ်ပြေအောင်မြင်မှုရတာကိုမင်္ဂလာလို့မင်္ဂလာသုတ်တံမှာပါရှိပါတယ်အဲ့တော့အခုရောက်လာမဲ့1388ခုနှစ်မှာအရာရာမှာအစဉ်ပြေဖို့အရာရာမှာအောင်မြင်ဖို့ဆိုရင်နှစ်သက်ကိုကြိုဆိုတဲ့နေရာမှာပျော်ရွှင်စရာနှစ်သက်တစ်ခုကိုတိဆောက်တဲ့နေရာမှာမိမိတို့ဘဝကိုစနစ်တကျကောင်းမွန်စွာဖြတ်တန်းတိဆောက်ဖို့လိုပါတယ်အရာရာခက်ခဲအရာရာကြက်တဲနေတဲ့အချိန်ကာလမျိုးမှာမိမိတို့အတွက်ကုသိုလ်ပြုခွင့်တွေစိတ်ကောင်းထားခွင့်တွေကိုချင်းစာတရားရှိမှုတွေမခက်ခဲမကြက်တဲဖို့အရေးကြီးပါတယ်မိမိတို့ရဲ့စိတ်ထဲမှာကောင်းမွန်တဲ့စိတ်ဓာတ်တွေမြင့်မြတ်တဲ့စိတ်ဓာတ်တွေများများမွေးနိုင်မယ်ဆိုရင်ကြုံတွေ့နေရတဲ့အခက်ခဲအကြက်တဲတွေကလည်းအမြန်ဆုံးကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမအလိုရဆိုရင်တော့ဘဝကိုကောင်းကောင်းမွန်မွန်အစဉ်ပြေပြေဖြတ်သန်းခြင်းနဲ့မင်္ဂလာရှိရှိဖြတ်သန်းခြင်းနဲ့ဆိုရင်တော့ daily life လို့ခေါ်တဲ့နေ့စဉ်ဘဝကိုကုသိုလ်ကောင်းမှုတစ်ခုနဲ့စတင်ကုသိုလ်ကောင်းမှုတစ်ခုနဲ့အဆုံးသတ်နိုင်ဖို့အရေးကြီးပါတယ်မိမိတို့နေ့စဉ်ဘဝအိမ်ရထမျိုးလုံးနှလုံးပွင့်ကလေးကမိမိတို့အိမ်မှာဘုရားကျောင်းဆောင်ရှိတယ်ဘုရားရှင်ကိုရမြတ်ကြီးရှိတယ်ဘုရားဆန္ဒကဘုရားတောက်တော်ကြီးလဲဘုရားပန်းလဲဗုဒ္ဓဝေယဝဆတွေလှုပ်ပြီးတော့မှကိုယ့်ရဲ့နေ့တစ်နေ့ကိုကောင်းမွန်စွာစတင်ခြင်းဖြင့်ကုသိုလ်ကောင်းမှုနဲ့စတင်နိုင်တယ်လို့တစ်ဆက်တည်းမှာပဲမိမိတို့အိမ်သူအိမ်သားအချင်းချင်းမိသားစုဝင်အချင်းချင်းညီကောင်မောင်နှမအချင်းချင်းအိမ်နီးနားချင်းချင်းချင်းရက်ွက်သူရက်ွက်သားအချင်းချင်းတယောက်ရဲ့အကျိုးကိုတယောက်လိုလားတဲ့မေတ္တာစိတ်တွေတယောက်ဒုက္ခရောက်တဲ့အခါမှာတယောက်ကတနာကျင်နာမှုဆိုတဲ့ကရုဏာစိတ်တွေတယောက်ယောက်အစဉ်ပြေသွားအောင်မြင်သွားရင်ထပ်တူထပ်မြဝမ်းမြောက်ပေးနိုင်တဲ့မုဒိတာစိတ်တွေဒီစိတ်တွေလက်ကင်ထားမယ်ဆိုရင်ဒီနေ့ကမ္ဘာလောကကြီးလည်းပဲအမြန်ဆုံးငြိမ်းချမ်းပြီးတော့အခက်ခဲတွေအကုန်လည်းကျော်လွှားနိုင်မှာဖြစ်ပါတယ်အဲ့တော့1388ခုနှစ်နှစ်သက်မှာတကယ်ပျော်ပျော်ရွှင်ရွှင်နဲ့မင်္ဂလာရှိရှိဖြတ်သန်းခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့နေ့စဉ်ဘဝကိုကုသိုလ်ကောင်းမှုနဲ့စတင်ကုသိုလ်ကောင်းမှုနဲ့အဆုံးသတ်ဖို့လိုပါတယ်အဲ့လိုပဲညအိယံဝန်ခံဒီမှာမိမိတို့တရဏဂုံ3ပါးနဲ့5ပါးသီလစောင့်တည်မေတ္တာလေးပို့စိတ်ထဲမှာရှိတဲ့အခက်အခဲအကျက်တဲတွေကိုခေါင်းထဲမှာမိတ်ပြီးတော့မှစိတ်ရှင်းရှင်းနဲ့နေ့တစ်နေ့ကိုအဆုံးသတ်မယ်ဆိုရင်တနေ့ချင်းစီဖြတ်သန်းသွားမယ်ဆိုရင်1388ခုနှစ်ဆိုတဲ့နှစ်တကြီးတစ်ခုလုံးဟာလည်းပဲကောင်းမွန်တဲ့နှစ်မင်္ဂလာရှိတဲ့နှစ်အရာရာအစဉ်ပြေပြီးတော့ကြံစီသမျှတွေအောင်မြင်တဲ့နှစ်ဖြစ်မယ်ဆိုတာကိုမိတို့အနေနဲ့ယုံကြည်ကြည်နဲ့ဒီနေ့နဲ့စတဲ့ကစလို့ကိုယ့်ရဲ့နှစ်သက်ကိုကြိုဆိုတဲ့နေ့ကိုယ့်ရဲ့နေ့စဉ်ဘဝတိုင်းမှာကုသိုလ်ကောင်းမှုလေးတွေပါအောင်ဖြတ်သန်းနိုင်ပြီကိုရရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုကြုံတွေ့ရတဲ့ကောင်းတဲ့အခြေအနေတွေကိုသူများကို share ရင်းလုပ်မျှဝေပြီးတော့မှကောင်းမွန်တဲ့လူသားတွေဖြစ်အောင်နေထိုင်ခြင်းဖြစ်လာမဲ့1388ခုနှစ်ကိုအတူတကွကြိုဆိုနိုင်တဲ့သူတော်ကောင်းတွေဖြစ်နိုင်ကြပါစေကုန်သတည်း